ဒီကောင်ဖြူရပါကိုကျွန်တော်တို့က overall လုပ်မယ်ပေါ့နော် overall လုပ်မယ်ဆိုရင်ကျွန်တော်တို့ကအရင်ဆုံးကျွန်တော်ဒီကောင်လေးကိုဖြုတ်နော်ဒါလေးကိုဖြုတ်မယ်ဒီကောင်17ကက်နက်ကိုကျွန်တော်ဖြုတ်နော်အခုကျွန်တော်ကက်နက်ပြုတ်သွားရင်ပြီးတော့30ပေါ့30ဟာ spring adjust ကိုဖြုတ်take out the spring adjust spring adjust ကိုပြီးသွားပြီပြီးရင် number 5က nozzle tightening နဲ့ကိုကျွန်တော်ဖြုတ်ဒီကောင်ဖြုတ်နော်ဇဲနီရပါဒီကောင်လေးကိုဖြုတ်မယ်ပေါ့နော်နီရပါလေးပြုတ်ထည့်ပါလေပြီးရင်ဒီမှာပင်လေးတွေကျွန်တော်ဖြုတ်မယ်ပင်လေးပဲပြီးဒီကောင်စတော့ဒီကောင်ကနံပါတ်3ပေါ့နော်နံပါတ်3ကစပေးစာစတော့ဘာစတော့စပေးစာဒီကောင်လေးကိုဖြုတ်မယ်ပြီးရင်ဒီမှာပင်လေးတွေရှိသေးတယ်ပင်လေးတွေကျွန်တော်တို့ဖြုတ်မယ်ပင်လေးဖြုတ်ပြီးဒီမှာကြည့်လိုက်ဒါလေးကဒီကောင်လေး7က spring shoe ပေါ့ဒီကောင်လေးက spring shoe လေးဖြုတ်မယ် spring shoe ပြီးရင် spring လေးရှိမယ်ပြီးရင်အတွင်းထဲမှာနံပါတ်8ဆိုတာလေစပင်းretainer လေးပေါ့အကောင်လေးပြုတ်မယ်ဒါဆိုတော့ကျွန်တော်တို့ကတွေ့ပါ overall ပေါ့အဲဒီတန်ရှင်းလုပ်ပေါ့ဒီကတော့ nozzle နဲ့နီရပါပေါ့ဒီကောင်လေးကိုအဓိကလေးရမှာပေါ့ဒါလေးလည်းဒီကောင်လေး bar stop စပီစာလေးမကောင်းရင်လည်းလဲပေါ့နော်ပြင်ဒါလေးလည်းပြင်ရိုက်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးပါ